ဒါကကြက်ဥပါဒါပေမဲ့အပေါက်တွေပါပါတယ်အားလုံးပေါင်းအပေါက်9000လောက်နဲ့ပါဒီလိုကြီးတော့မဟုတ်ပါဘူးကျွန်တော်တို့နေနေတဲ့ပုံမှန်အတိုင်းပါပဲအပေါက်လေးတွေကတိတ်တိတ်လေးတွေဆိုပေမဲ့ဒီလိုအပေါက်လေးတွေရှိမှအထဲမှာအကောင်ပေါက်ဖို့အောက်ဆီဂျင်ရမှာပါအထဲကိုကြည့်လိုက်ရင်ဥဥချင်းမှာဆဲတွေစထွက်လာပါတယ်3ရက်လောက်ရောက်ရင်တော့နှလုံးခုန်ပြီးသွေးကြောတွေပေါက်လာပါပြီ6ရက်မှာတော့နှုတ်သီးနဲ့ခြေလက်တွေပေါ်လာပြီး14ရက်မှာလှုပ်ပါလှုပ်နိုင်နေပါပြီ19ရက်ညောင်းနေရောက်ရင်တော့ဥစားဥပြီး19ရက်နေမှာကြက်လေးတစ်ကောင်စထွက်လာပါပြီဒီကြက်လေးကတော့ခဏပါဒီမှာနေခဏရဲ့ကြက်ဘွားလေးလည်းစပါပြီကြက်ဖြစ်ချင်းမဖြစ်ချင်းဒီဗီဒီယိုမှာတော့ခဏကြက်ဖြစ်သွားပါပြီထွက်လာချင်းခဏမထနိုင်သေးပါဘူးဥထဲကဖောက်ထွက်ဖို့ရှိသမျှအားကုန်တုံးထားလို့ခဏနားအောင်မှရမှာပါဒီချိန်မှာပဲဒါကတော့ခဏကိုဥပေးထားတယ်ခဏအမေပါမြင်နေဆိုတန်းပြေပြီးအတောင်အောက်ဝင်ပါပြီဒီလိုဝင်မှလည်းမသေးမှာပါမွေချင်းခဏကခန္ဓာကိုယ်အပူမပေးနိုင်သေးပါဘူးဒီနေရာမှာကြက်တယ်မဟုတ်ပဲလူခွေးကြောင်တက်ရှိမှန်တဲ့ညောင်မြင်တာနဲ့ပြေးကပ်မှာပါဘာလို့ဆိုခဏကလှုပ်နေတဲ့အရာတွေအကုန်လို့အားကိုးရာအဖြစ်မြင်လို့ပါဒီချိန်မှာတည်းကခဏကတွေးတဲ့ညောင်လိုက်စိတ်နေတတ်ပါပြီကြက်ဆိုတဲ့အတိုင်းဘီသားကတခါတည်းပါပြီးသားပါခဏမိသွားတဲ့နောက်တကောက်ကောက်ရှောက်လိုက်ပြီးဘယ်အပင်ကစားလို့ရတယ်ဘယ်ကောင်ကအန်ရရှိတယ်ဆိုတာတွေကိုလည်းတခါတည်းသိနေပါပြီနှစ်ပတ်လောက်ရောက်လာရင်တော့အမွှေးနှုတွေကြားမှာအမားတွေစထွက်လာပြီးစကေးတစ်ခုလည်းအသစ်ပွင့်သွားပါပြီခုံဒီပြန်ရှောက်လောက်တာပါ၄ပတ်မြောက်မှာတော့အပူရဖို့တောင်ပံအောက်ဝင်နေရမလို့တော့ပဲကို့အပူကိုထိန်းနိုင်နေပါပြီဒီရွယ်မှာတင်တခြားချက်ပေါက်တွေနဲ့တွေ့ခဲ့ရင်အချင်းချင်းရင်ပိုက်ချင်းတိုက်ပြီးဖုံးလိုက်ရုံပြိုင်နေကြပါပြီတဖြည်းဖြည်းနဲ့လူတွေလို့အရက်လဲရှည်လာပါတယ်ခဏကတော့6ထောက်ရှည်လာတာပါဒီချိန်မှာအမောက်လဲထွက်လာပြီးဆယ်ကျော်သက်အရွယ်တွေမှာနှခမ်းမွေးပေါက်လာကြသလိုမျိုးပါဒီပုံစံကနေ15ဘက်အတွင်းမှာတင်အရွယ်ရောက်ပြီးသားကြက်တကောင်ဖြစ်လာပါပြီဒီချိန်ကစပြီးခဏကန်ကောင်းပါပြီငယ်ကရင်ပါချင်းတိုက်တာတွေမှာခဏနိုင်ထားတဲ့အပြင်ပုံစံကလည်းတောချက်ဖရုပ်ဆိုတော့တခြားကြက်တွေကြားထဲမှာခဏကခေါင်းဆောင်ပါပဲအခုလိုအုပ်စုခေါင်းဆောင်ကြီးလည်းဖြစ်ယူပကာကလည်းဖူးကြတဲ့ခဏနောက်ကိုကျမလေးတွေလည်းကတ်လာပါပြီချစ်ကလေးတွေပေါ့ဒါပေမဲ့မြောင်းလာဖောက်ပေးတဲ့သဘောပါပဲရေလာဖို့အတွက်ဆိုရင်တော့ခဏလုံးမှရမှာပါဒီချစ်ကလေး2ယောက်မှာနမဲလဲရှိပါတယ်ကျဲတင်နဲ့လာမင်းမှာပထမဆုံးလာမင်းကိုအရင်ကတ်ပါမယ်ဒီနေရာမှာခဏကအဖွဲခေါင်းဆောင်ကြီးဆိုတော့အတင်းဝင်မလုံးမဲ့အိမ်ကြီးရှိလေးကတ်လာပါတယ်ပြီးရင်တော့လာမင်းကြိုက်လောက်မဲ့နွားချီပိုးလေးကိုနှောက်ပြပြီးအတန်ပေးပါတယ်သဘောကတော့မဝိုးပေးခြင်းလို့လာပါအောင်ဆိုတာမျိုးပါဒါကိုလာမင်းကစိတ်ဝင်စားလို့ကတ်လာပြီဆိုရင်တော့ပညာစပြပါပြီကပြတာပါဒါကိုဝက်ဒန့်လို့လည်းခေါ်ပါတယ်ဒါကိုမှလာမင်းကကြွေသွားပြီဆိုရင်တော့ဝစ်ပေးပါပြီဒီမှာအခွင့်အရေးကိုမြင်တဲ့ခဏလဲကြောပေါ်ခုန်တက်ပြီးဟန်ချက်ညီအောင်နင်းထားပါတယ်ပြီးရင်တော့ခဏတက်ထွက်ပါဘာလို့ဆိုချက်ဖတွေမှာအတရားပဲပါပါတယ်ပြင်ပမျိုးပွားအင်္ဂါမရှိပါဘူးဒါကိုတော့ပလွေကာလို့ခေါ်ပါတယ်တစ်စက္ကန့်လောက်အမားနဲ့ထိလိုက်ရုံနဲ့တင်ခဏကိစ္စပြီးသွားတာပါဒီလိုပြီးသွားပြီးချင်းမှာပဲအောင်မြင်တော်ကိုကြွားတဲ့အနေနဲ့တွန်းပါပြီဘာလို့ကတက်ထွက်ကြီးဘာတွေအောင်မြင်လဲဆိုတာကတော့ကျွန်တော်လည်းမသိပါဘူးပြီးရင်တော့ကျေခင်းအလဲပါခဏကမြေတာတရားကြီးမားပါတယ်ဒီလိုမြေတာတရားကြီးမားလို့လဲတော်ဝင်ကကြီးပါတယ်ခဏရဲ့ fight ချစ်ကလေးတွေအစာစားနေရင်ဘေးကကင်းဆောင်ပေးရတယ်လို့အချင်းချင်းရန်ဖြစ်ကြရင်လေခံပြေပေးရပါသေးတယ်ဒီကနေစပြီးခဏဘွားမှာလှုပ်เสียငင်းငါဆဆမရှိတော့ပါဘူးတနေ့တွန်းမယ်အုပ်စုထဲမှာအုပ်ချုပ်မယ် fight ချစ်အချိန်နဲ့အိတ်တန်းတက်မယ်ဒီလောက်ပါပဲဒါတွေကဘယ်အချိန်ထိလဲဆိုရင်တော့အသက်9နှစ်ကနေ10နှစ်လောက်ထိပါအသက်ကြီးလာပြီဆိုရင်တော့အမွှေးတောင်တွေလည်းရောင်မိန်လာပြီးကျွတ်ထွက်လာပါပြီမနက်ခင်းတုံပြီဆိုရင်လည်းအားမပါတော့ပဲအဖိုးကြီးတန်ဖြစ်လာပါပြီဒီလိုအဖိုးကြီးဖြစ်နေတဲ့ခဏတီကိုတနေ့မှာကြက်ဖပြိုတွေရောက်လာပါတယ်လာသိန်းခေါ်တာပါမိုက်တိုက်ဆန်နဲ့မန်တန်ကျူပါတယောက်လိုပါပဲဒါပေမဲ့ခဏလည်းအားမတန်တော့မန်လျှော့ရပါပြီခေါင်းဆောင်အယ်ဖာနီယာကနေဖယ်ပေးလိုက်ရပြီးခဏကိုဘဲချက်ကမှအဖတ်မလုပ်တော့ပါဘူးအစာစားရင်လည်းအခြားချက်တွေကြံတာကိုပဲစားရပြီးဘူးမှအဖတ်လုံးမခံရတော့တဲ့ခဏလည်းတယောက်တည်းအိတ်နေရင်အိတ်ထိတ်လေးတေသွားရပါပြီဒီမှာတင်ခဏရဲ့ကြက်ဘွားလေးလည်းအဆုံးသတ်သွားပါတယ်ဒီလိုအဆုံးသတ်ခဲ့တာကိုပဲခဏကျေးဇူးတင်ရမှာပါဘာလို့ဆိုခဏအိမ်မွေးချက်ဖြစ်ခဲ့လို့ပါကြက်တွေမှာဒုတိယဘွားကြံပါသေးတယ်အိမ်မွေးချက်ဘွားမှာအသက်10နှစ်လောက်ထိနေရနိုင်ပေမဲ့42ရက်တာခီးထွက်ကြက်ဘွားကြံပါသေးတယ်ကြော်ညာလေးနည်းနည်းဝင်ပါမယ်ဒိုင်းမွန်ယူစီနဲ့AOKတိုကင်တွေကိုစောင့်ရမလို့ပဲ24နာရီဝယ်လို့ရတဲ့ channel လေးတစ်ခုရှိပါတယ်ကိုတိုင်းဝယ်ခြင်းနဲ့ဆိုရင်လည်း website နဲ့ application ရှိအောင်မဲ့အပြင် Telegram channel ထဲမှာဆိုရင်ဂဲအကောင့်တွေပါလာရောင်းဝယ်လို့ရပြီ RC အာမခံဗီဒီယိုကောနဲ့လူတွေရောင်းဝယ်လည်းရပါတယ်ဂိမ်းတွေတင်မဲ့လားဆိုတော့ကျန်တာတွေအများကြီး website ထဲမှာရှိသလို Telegram ကိုလာစုံစမ်းလို့လည်းရပါတယ်ကိုမန့်မှာ link ထည့်ပေးထားပါတယ်စိတ်ဝင်စားရင်ဝင်ကြည့်လိုက်ကြပါဦးဒါတွေအားလုံးဘယ်အစလဲဆိုရင်တော့ရှေ့ရလို့ဥလေးတစ်လုံးပါပဲဒါပေမဲ့အားဖောက်ချန်တဲ့ကဥပါပေါက်လာပြီဆိုရင်ချက်ချင်းဆိုသလိုခဏကိုလာခေါ်သွားပြီးမွေးလူရေးချန်နဲ့ပို့ခံရပါပြီဒါနဲ့ဒီချက်နာမည်က Bryler ပါမှာလို့ဆိုရင်တော့တာတိုးချက်ပါမွေးလူရေးချန်နဲ့ရောက်ပြီဆိုရင်အပူချိန်မီးရောင်အောင်မှာအစာနဲ့ရေကိုအတင်စားရပါတယ်မရမနာစားရတာပါ
စားတဲ့အစာကလည်းအဆီယာကောင်းမှုဖန်တီးထားတဲ့ကမ်မီကယ်အစာတွေဖြစ်ပြီးတပတ်အတွင်းမှာတင်ထူရောင်အမွေးတွေနဲ့ကြက်ကြီးတစ်ကောင်ဖြစ်လာပါတယ်ဒီအချိန်မှာစားမတန်ကြီးလာတဲ့ခန္ဓာကိုယ်အယိုးစစ်တွေကမနိုင်တော့ပါဘူးဒီတော့အစာခွက်ဘေးနားမှာပဲထိုင်နေရပါတယ်အသားတိုးနှုံးကလည်းနန်းနေရနေတဲ့အတွက်စောက်နဲ့နှလုံးတွေကဒါကိုလိုက်မမီတော့ပါဘူးဒီအချိန်မှာဒီကြက်လေးရဲ့အသက်ကတစ်လားလောက်ပဲရှိပါသေးတယ်35ရက်ကျော်ပိုလေးချိန် 1.8 ကီလိုဂရမ်ကနေ 2.5 ကီလိုဂရမ်အတွင်းရောက်ပြီဆိုရင်တော့လာခေါ်သွားကြပြန်ပါပြီဒီတစ်ခါလာခေါ်သွားတာကတော့တားသက်ဆက်ယုံပါရောက်ပြီဆိုရင်တရက်စစ်မမဟုတ် gas တနုံးနဲ့သတိမေ့အောင်လုပ်လိုက်ပါတယ်ဒီလိုသတိမေ့သွားပြီဆိုရင်တော့ဆက်ထဲကိုစထည့်ပါပြန်ထွက်လာတဲ့အချိန်အသက်တော့ပါမလာတော့ပါဘူးဒီတွေကိုလည်းအကုန်စစ်ထုတ်လိုက်ပြီးနောက်တစ်ဆင့်မှာတော့ရေနွေးဘူး60ဒီဂရီကိုထပ်ဖြတ်သွားရပါတယ်ဒီခါတော့မွေးတွေပါမလာတော့ပဲနောက်တစ်ဆင့်ကိုထပ်ဖြတ်တဲ့အချိန်ပလီသားတွေထုတ်ပြီးသားအသားတုံးပဲကြံมาတော့တယ်ဒီကြက်လေးကိုနောက်ဆုံးတွေးလိုက်ရတာကတော့အလူအိမ်ရဟင်းကွက်ထဲမှာပါမွေးတွေကနေဟင်းကွက်ထဲရောက်သွားတဲ့အထိ42ရက်ပဲကြာခဲ့ပြီဘယ်လို့ခဏသာမွေးမြူရေးချက်ဖြစ်ခဲ့ခုလိုဘဝမှာနေရမှာပါဘာပေါ်မှာလူဦးရေထက်ကြက်ဦးရေကပိုများပါတယ်အကောင်ကြီး25ဘီလီယံလောက်ရှိပြီးလူတစ်ယောက်ကို3000စာလောက်ရှိပါတယ်ဒါကတော့1945ခုနှစ်ကရိုက်ထားတဲ့မိုက်ဆိုတဲ့ကြက်ကလေးပါဘုံတက်ခံရပြီးတာနော်18လလောက်အသက်ရှင်ခဲ့ပါတယ်ကြက်တကောင်အိတ်နေရင်လူတွေလိုမျိုးအိမ်မက်မှတ်ကြပါတယ် IM လို့ခေါ်တဲ့ Rapid Eye Movement ကြက်တွေမှာလည်းရှိကြလို့ပါဒါက T-Rex ပါအဲ့ဒီကဒီ T-Rex တွေနဲ့ဒီအနီးသက်ဆုံးဖြစ်ပြီးပြောမယ်ဆိုရင်တော့တစ်ဒိုင်နိုဆောတွေပါဒါပေမဲ့ကြက်တွေအကုန်လုံးက Red Jungle Fawn လို့ခေါ်တဲ့ခြေတောင်အာရှကြက်တွေကနေဆင်းသက်လာတာပါတန်30ကျော်ထုတ်နိုင်ပြီးတော့ကိုပိုင်ဘာသာစကားရှိပါတယ်ဥပမာနှစ်ကြက်ဘဝတုန်းကကြက်မတွေကိုကင်းဆောင်ပေးနေချိန်ကောင်းငင်ဘောကအကောင်လာရင်တတန်ဖြစ်ပြီးရေကြီးဘောကကောင်လာရင်တော့တတန်ပါကဲလို့မှကြက်ရှိရင်စမ်းကြည့်လို့ရတာတခုရှိပါတယ်အဲ့ဒါကတော့ခုနှစ်မိုဘိုင်းလက်တီပါကြက်ရဲ့နှုတ်သီးကိုရေကြီးပေါ်မှာထောက်ပြီးနှလုံးရှိတက်တဲ့မှာရင်းချောင်းတစ်ချောင်းဆွဲလိုက်ပါဒါဆိုရင်ဒီကြက်ကဒီတနေရာကိုပဲစိုက်ကြည့်နေပြီးမလှုပ်တော့ပါဘူးဒီလိုထည့်ရတာကညောင်ဆွဲနေတဲ့အချိန်ကြက်ရဲ့အုံနောင်ကိုလောချလိုက်တယ်လို့မျိုးပါဒီသားအရာဖြစ်ပြီးတော့ကြက်တွေအကြောက်လွန်တဲ့အချိန်မှာလည်းဒီလိုဖြစ်တတ်ပါတယ်မင်းနဲ့နေငယ်ကနေဒါယူကပဲကြာတာမလို့စမ်းကြည့်ရင်လေရှားမရပြန်လာပြောကြပါဦးဒီလိုဆုံးမှာတောင်ကြက်တွေရဲ့ပေါက်တက်ကရအခိုက်အတန့်တွေကိုထည့်ပေးထားပါတယ်ကဲလို့ဝယ်ဆန်နဲ့တွေ့ခဲ့ရင်လည်းခွင့်လွှတ်ပေးဖို့ပြောပေးကြပါဦးLo siento Wilson တကယ်လို့ premium တွေဝယ်ဖို့လိုအပ်လာပြီဆိုရင်တော့ဒီ channel မှာလာဝယ်လို့ရပါတယ် ChatGPT နဲ့ကံမာတို့လို premium တွေကအစအကုန်ရတာဖြစ်လို့လိုအပ်လာရင် comment က link ကနေဝင်ကြည့်လိုက်ပါဒါကဘောက်မြန်မာရဲ့ official TikTok နဲ့ Telegram channel လေးပါဒီပါရင်အ join လို့ရပါတယ်ဗီဒီယိုလေးကလောက်ပါပဲဗီဒီယိုကြားတော့မှကျွန်တော်တို့ပြန်တွေ့ကြမယ် What you need, if you need to feel the buzz I'm into having sex, I ain't into making love So come give me